Ujen Kanji Ni Todo Gangi Mujini de Gua Katino de Sarudi, Pizilia Shijai, Taramania Yauli and Pia the Candy, Pensindo Mugo, Lasata do Muga Beauty Pie, Pensintamia Muya Rodi, Pizi Bima, to Taramani Night Neo Swanido Mui, to Taramani go Pia the Candy, Ganji Baye, Danshin Zero Mui, a Jam Muga, Pensin Pupindo Mudo, a Muya Lonzon Dodi, Pizi Doja, to Nia Night Neo Swanido Mui. ဤအကြောင်းအရာကထာဝရအရှင်ဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူသောနေ့ဖန်ဆင်းရန်ကာလ၌ကောင်းကင်နှင့်မြေကြီး၏မူလအထုပ်ပတ္တိပေသည်မြေ၌လေယာပြိုးပင်မပေါက်မီလေယာ၌စပါးပင်မကြီးပွားမီအပင်ရှိသမျှတို့ကိုဖန်ဆင်းတော်မူ၏ထိုအခါထာဝရအရှင်ဘုရားသခင်သည်မြေပေါ်၌မိုးကိုရွာစေတော်မမူသေးမြေ၌လှုပ်သောလူလည်းမရှိသေးသည်ဖြစ်၍မြေမှအခိုးအငွေ့ထွက်သဖြင့်မြေတစ်ပြင်လုံးကိုဆိုစေလေ၏ထို့နောက်ထာဝရရှင်ဘုရားသခင်သည်မြေမှုန့်ဖြင့်လူကိုဖန်ဆင်း၍သူ၏နှာခေါင်းထဲသို့ဇီဝအသက်ကိုမှုတ်တော်မူလျှင်လူသည်အသက်ရှင်သောတရားဝါဖြစ်လေ၏ထာဝရရှင်ဘုရားသခင်သည်လည်းအရှင်မျက်နှာအေဒင်အရပ်၌ဥယျာဉ်ကိုစိုက်ပျိုးပြီးလျှင်ဖန်ဆင်းတော်မူသောလူကိုထိုဥယျာဉ်၌နေရာချတော်မူ၏ထိုမြေထဲကအစင်းလှ၍စားပွဲကောင်းသောအပင်အမျိုးမျိုးကိုထာဝရအရှင်ဘုရားသခင်ပေါက်စေတော်မူ၏ထိုဥယျာဉ်အလယ်၌အသက်ပင်လည်းရှိ၏ကောင်းမကောင်းကိုတိကျွမ်းရာအပင်လည်းရှိ၏ထိုဥယျာဉ်ကိုဆိုစေလိုသောငါမြစ်တမြစ်သည်အေဒင်အရက်ထဲကစီးထွက်သဖြင့်ဥယျာဉ်ပြင်မှလေးပြကွဲ၍မြစ်မလေးတွေဖြစ်လေ၏ပထမမြစ်ကဖိရှုံအမည်ရှိ၏ထိုမြစ်သည်ရွှေရှိသောဟာဝိလပြည်နာတလျှောက်လုံးကိုစီးသွားလေ၏ထိုပြည်မှဖြစ်သောရွှေသည်ကောင်းလာပေ၏အဒေလတစ်စေနှင့်ရှဟန်ကြောက်လည်းရှိ၏ဒုတိယမြစ်ကဂီဟုံအမည်ရှိ၏ထိုမြစ်သည်ကုရှာပြည်နာတလျှောက်လုံးကိုစီးသွားလေ၏တတိယမြစ်ကဟိတဂေလအမည်ရှိ၏ထိုမြစ်သည်အာရှုရိတိုင်းအရှိသို့စီးသွားလေ၏စတုဒမြစ်ကဥဖရက်အမည်ရှိ၏ထိုအခါထာဝရရှင်ဘုရားသခင်သည်လူကိုယူ၍အေဒင်ဥယျာဉ်ကိုပြုစုစောင့်ရှောက်စေခြင်းကထားတော်မူ၏ထာဝရရှင်ဘုရားသခင်ကလည်းကောင်းမကောင်းကိုတိကျွမ်းရာအပင်မှတပါထိုဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုသင်သည်စားရသောအခွင့်ရှိ၏ထိုအပင်၏အသီးကိုကမစားရစားသောနေ့တွင်ဧကန်အမှန်သေမည်ဟုလူကိုပြညတ်ထားတော်မူ၏ထာဝရရှင်ဘုရားသခင်ကလည်းယောက်ျားသည်တယောက်တည်းမနေကောင်းသူနှင့်တော်သောအထောက်အမကိုသူ့ဖို့ငါလုံအုံးမည်ဟုအကြံရှိတော်မူ၏ထာဝရအရှင်ဘုရားသခင်သည်မြေတလိษံတို့နှင့်မိုးကောင်းကင်ငှက်အပေါင်းတို့ကိုမြေဖြင့်ဖန်ဆင်းတော်မူပြီးလျှင်လူသည်အဘယ်သို့ခေါ်ဝေါ်သမုတ်မီကိုသိခြင်းကလူရှိရာသို့ဆောင်ခဲ့တော်မူ၏လူသည်လည်းအသက်ရှင်သောတရားအပေါင်းတို့ကိုခေါ်ဝေါ်သမုတ်သည့်အတိုင်းနာမည်အသီးသီးရှိကြ၏ထိုသို့လူသည်တားရင်အပေါင်းတို့ကို၎င်းမိုးကောင်းကင်ငှက်အပေါင်းတို့ကို၎င်းတားရဲအပေါင်းတို့ကို၎င်းအမည်ပေး၍မှဲ့လေ၏သို့တော်လည်းလူနှင့်တော်သောအထောက်မှမပေါ်မရှိသေးထိုအခါထာဝရအရှင်ဘုရားသခင်သည်လူကိုကြီးသောအိပ်ဆက်ခြင်းဖြင့်အိပ်စေတော်မူ၍လူသည်အိပ်ပျော်စဉ်နံရိုးတစ်ချောင်းကိုဘုရားသခင်ထုတ်ပြီးလျှင်ထိုအယိုးအစာအသားကိုဆေးဆက်စေတော်မူ၏ထာဝရရှင်ဘုရားသခင်သည်လူထဲကထုတ်သောနံရိုးဖြင့်လူမိန်းမကိုဖန်ဆင်း၍လူရှိရာသို့ဆောင်ခဲ့တော်မူ၏လူကလည်းယခုဤသူသည်ငါအယိုးထဲကအယိုးငါအသားထဲကအသားဖြစ်၏လူထဲကထုတ်သောကြောင့်သူ့ကိုလူမိန်းမဟုခေါ်အပ်သည်ဟုဆိုလေ၏ထိုအကြောင်းကြောင့်ယောက်ျားသည်ကိုမိဘကိုဆွန့်၍ကိုခင်ပွန်း၌မိဝဲသဖြင့်ထိုသူတို့သည်တသားတကိုယ်တည်းဖြစ်ရလိမ့်မည်ထိုသူလင်မယားနှစ်ဦးတို့သည်အဝတ်မဝတ်ဘဲနေ၍ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြ၏